အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာပေါ့နော်လူချင်းမင်းတို့ဥမှာပေါ့ဒီပြက်တဲ့ချိန်မှာဒါအိတ်သုံးပစ္စည်းလေးအဲ့ဒါကြလို့ချင်းကိုကဘယ်ပစ္စည်းလေးတွေသုံးနေလဲဆိုလို့ရှိရင်ဘယ် inverter မျိုးစားကိုသုံးရမယ် kilowatt ဘယ်လောက်သုံးရမယ် battery ဆို40ဘယ်လောက်သုံးရမယ်အဲ့လို set တဲ့လေးမျိုးလေးတွေကိုဒါကျွန်တော်လူချင်းမင်းတို့ပြန်ပြပြပြအောင်ပြအဲ့တော့ inverter battery မှာဆိုရင်ကျွန်တော်တို့3မျိုးရှိမယ်ပေါ့နော်12 volt set ရ24 volt set ရ48 volt set ရပေါ့အဲ့ထဲမှာကျွန်တော်တို့ဒီ12 volt set ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအိမ်သုံးတွေအတွက်သူကအဆင်ပြေဆုံးပဲအိမ်သုံးတွေအဆင်ပြေဆုံးပဲဆိုတော့ကျွန်တော်တို့ဘာတွေသုံးမလဲဆိုလို့ရှိရင်ကျွန်တော်တို့အိမ်သုံးအနေနဲ့မိကြောင်းတွေသုံးမယ်ပြီးလို့ရှိရင်ပန်ကာသုံးမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီရောတော့အဲကိုလာတို့ရေခဲတက်တာတို့အဲ့လိုကောင်မျိုးလေးသုံးရမယ်အဲ့ကောင်လေးတွေ address ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ12 volt set လေးတွေရှိတယ်သူကအများဆုံး watt 1500လောက်ရှိတယ်ပေါ့နော်ဆွမ်းနာကသုံးတဲ့ပစ္စည်းလေးတွေကိုကောင်းကောင်းကြီးသုံးလို့ရတယ်ဒါကိုကအဲ့ပစ္စည်းလေးတွေပဲသုံးဖို့စိတ်ကူးတယ်ဆိုလို့ရှိရင်ဒါ12 volt set ထဲကနေပြီးတော့ရမယ်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ24 volt set 24 volt set ကကြတော့ကျွန်တော်တို့ aircon စပြီးသုံးလို့ရပြီaircon ဆိုလို့ရှိရင်သူကတကောင်ခွဲလောက်ထိနိုင်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရှေးမော်တာတွေပြီးတော့ကျွန်တော်တို့ဝစ်ရှော်ဇက်ပေါ့နော်အဲ့လိုဒါမှမဟုတ်ဒဲနီထမင်းပေါင်းအဲ့လိုကောင်မျိုးလေးတွေကိုအလှည့်ကျသုံးလို့ရတဲ့ set လေးဒါကိုကဥပမာပေါ့ aircon တစ်ကောင်နဲ့တစ်လုံးနဲ့ lighting လောက်ပဲသုံးနေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့24 set လေးကိုရွေးချယ်လို့ရတယ်အဲ့ဒီမှာကျတော့သူက inverter ကိုအကြီးဆုံးအနေနဲ့ 4.2 လို့ပေါ့အဲ့ kilowatt လောက်ထိရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ aircon တွေကိုပြိုင်လို့နှလုံးသုံးလုံးလောက်သုံးနေတဲ့ customer တွေပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ48 volt 6 kilowatt set လေးတွေရှိမယ်ဒီကောင်လေးကျတော့ aircon ကိုကျွန်တော်တို့တစ်ကောင်အား3လုံးလောက်ထိကိုပြိုင်လို့သုံးလို့ရတဲ့ set မျိုးလေးတွေသူကတော့ aircon အပြင်ကိုတခြားဒီ24မှာသုံးလို့မရတဲ့တခြားလုပ်တွေပေါ့နော်လုပ်အကြီးပိုင်းတွေဖြစ်တဲ့ hair dryer တို့ကျွန်တော်တို့ hot plate တို့ digital mivo တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်ကောင်နေရှိမလဲဆို oven တို့အဲ့လိုကောင်မျိုးတွေကိုသူကသုံးလို့ရတယ်အဓိကတော့ဒါတော်တော်များသုံးကြတာတော့ဒါ aircon အတွက်သုံးတာများတယ်ပေါ့နော် aircon ဆိုလို့ရှိရင်သူကတကောင်အား3လုံးလောက်ထိပြိုင်လို့သုံးလို့ရတယ်တကောင်ဝဲဆို2လုံးလောက်ထိပြိုင်လို့သုံးလို့ရအောင်များဟုတ်ကဲ့အဲ့လိုဆက်တက်လေးတို့ဒါလူချင်းမင်းတို့ဒါစိတ်ကြရွေးချယ်လို့ရတယ်ပေါ့နော်အဓိကအချက်ကကြတော့ကိုသုံးမဲ့ပစ္စည်းနဲ့ဒီကိုဝယ်လိုက်မဲ့ inverter နဲ့ပေါ့နော် kilowatt ကိုက်နေတော့ပိုပြီးအဆင်ပြေမှာပေါ့ဒါပါကျွန်တော်တို့အသုံးမဲ့လောက်ကကျွန်တော်တို့ total လောက်ကအားလုံးပေါင်းဒီ300လောက်ပဲရှိမယ်400လောက်ပဲရှိမယ်အဲ့ဒါဆို24 volt set လေးနဲ့အဆင်ပြေတာလူချင်းမျိုးပုံများစိတ်လည်းအရင်မများတော့တကယ်လို့ aircon တွေပါစပြီးသုံးနေတယ်ဆိုရင်တော့ဒီကျွန်တော်တို့24 volt set ပေါ့နော်အနည်းဆုံး3 kilowatt လောက်ကနေစပြီးသုံးနေတယ်ဒါမှမဟုတ်ကိုရီးယား aircon ကိုတစ်လုံးနဲ့မဟုတ်ဘဲနဲ့နှလုံးသုံးလုံးပြိုင်လို့သုံးနေတယ်အချိန်လည်းကြာသုံးနေတယ်ဆိုရင်တော့ကျွန်တော်48 volt set လေးတွေ6 kilowatt လေးတွေရွေးချယ်ပြီးကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့သူကဒီအချိန်ပိုင်းညနေနဲ့ကြာတော့ကျွန်တော်ဒီ12 volt ကကြာတော့ကျွန်တော်တို့ပုံမှန်ကို3လောက်လုံးပေါ့နော်အဲ့လိုလေးတွေနဲ့ကျွန်တော်တို့ဒီ bucket တိုင်းလေးရှိမယ်ဒီ24မှာကြာတော့ကျွန်တော်တို့ဒီ25.6 volt 300 volt နဲ့သုံးမယ်ဆိုလို့ရှိရင် aircon တစ်ကောင်အားတစ်လုံးနဲ့ lighting ကို6နိုင်လောက်ထိရတယ်48 volt set မှာကြာတော့51.2 volt 300 volt နဲ့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ aircon တစ်ကောင်အားတစ်လုံးနဲ့ lighting ကို73နာရီလောက်ထိသုံးလို့ရတယ်နှလုံးပြန်နေသုံးမယ်ဆို9နာရီလောက်ထိသုံးလို့ရတယ်ပေါ့နော်ဒါလေးက average ပေါ့တကယ်လို့အကြောင်းအရာလေးတို့ဒီထက်ပိုပြီးတော့အသေးသေးလေးသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ test power ရဲ့ messenger page fiber ပေါ့နော် tiktok fiber အစရှိတဲ့ social media ကနေစုံစမ်းနိုင်ပြီးတော့ကျွန်တော်တို့ရဲ့ phone number လေးတို့ direct ဆက်သွယ်ပြီးမြန်လို့ရတယ်အဲ့ဒီပြင်ကိုဒီ showroom တွေကိုကိုယ်တိုင်ကိုကြလူကိုယ်တိုင်လာရောက်ပြီးတော့ကျွန်တော်တို့အသေးသေးတိုင်ပင်ဆွေးနွေးနေတယ်ဆိုတော့ကျွန်တော်တို့ showroom 3ခုလောကမနက်9နာရီကနေပြီးညနေ9နာရီခွဲဒီပြည့်ရမရှိပွင့်လက်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးပဲအဆုံးနဲ့ကြည့်ကြပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျအားလုံးပဲတာလက်ပါတော့နေနေပိုင်ဆိုင်နိုင်ပါစေခင်ဗျ